မျိုးသမီးကမိတ်ကပ်ဘယ်တော့မှမလိမ့်ဘူးဒါပေမဲ့ကွာရှင်းတဲ့နေ့မှာတော့သူ့ကိုယ်သူလှပအောင်ပြင်ဆင်လိုက်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကစားပြီးသူဖြစ်တဲ့ပုံစံတိုင်းဘဝကိုနေတော့မယ်ဒါကိုသူ့ယောက်ျားဟောင်းကြည့်ပြီးမကြည့်နိုင်အောင်ပေါ့မကြခင်ကပဲအမျိုးသမီးကသူ့သားအတွက်ညစာကိုဂယုတစိုက်ပြင်ဆင်ပေးခဲ့တယ်ဒါပေမဲ့သူတန်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာကြောင့်ပဲမုန်းနာခံရတယ်သူ့သားရဲ့စကားတွေကသူ့နှလုံးသားကိုကွဲကြေစေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ယောက်ျားကသူ့ကိုကွာရှင်းစာချုပ်တစ်ဆောင်ပေးတယ်ဘာလို့လဲဆိုတော့သူကစည်ရင်ဝင်ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းတော့မှာမို့သူ့လောက်ကင်ကိုကူညီပေးမဲ့စိတ်အားထက်သန်တဲ့အမျိုးသမီးတစ်ယောက်လိုအပ်တယ်သူမတိလိုက်တာကအဲ့ဒီအမျိုးသမီးကစည်ရင်ဝင်ကုမ္ပဏီနဲ့ပတ်သက်တဲ့အရေးပါသူဖြစ်နေတာသူမယောက်ျားကိုလက်ထက်တုန်းကချမ်းသာတဲ့မိသားစုကတမီးဆိုတဲ့သူ့ထောက်ထားကိုဖွက်ထားခဲ့တယ်ပြီးတော့သူ့အဖေရဲ့ကုမ္ပဏီအလုပ်တွေကိုသူ့ယောက်ျားကိုရှိုးဝက်ပေးခဲ့တယ်အဲ့ဒီလိုနဲ့သူဒီနေ့လိုအခြေအနေရောက်လာခဲ့တာဒါပေမဲ့သူ့ယောက်ျားနာမည်ကြီးလာတဲ့အခါသူ့ကိုကွာရှင်းကျင်လာတယ်အမျိုးသမီးကသူ့ယောက်ျားကိုသူ့ထောက်ထားအမှန်ပြောပြခြင်းတယ်ဒါပေမဲ့သူ့ယောက်ျားမှာတခြားတစ်ယောက်ရှိနေပြီဆိုတာမတော်တဆကြားလိုက်ရတယ်သူ့ယောက်ျားရဲ့စကားတွေကြားပြီးနောက်အမျိုးသမီးကလုံးဝစိတ်ကုန်သွားတယ်သူဖြစ်တဲ့ပုံစံအတိုင်းပြန်နေဖို့ဆုံးဖြတ်တယ်ဒါနဲ့သူမကအရင်ကလိုအမျိုးသမီးငယ်တစ်ယောက်အနေနဲ့အလုပ်ကိုပြန်ဝင်တယ်ဒါပေမဲ့ရုံးခန်းကိုရောက်တော့သူ့ယောက်ျားနဲ့သူ့ရေးစားနဲ့တိုက်ဆိုင်တွေ့တယ်အမျိုးသမီးဘာလို့မလဲဒီလိုဗီဒီယိုတွေထပ်ရှိုးခြင်းရင် channel ကို like လုပ်ထားအောင်နော်